ရှိတဲ့နေကလေးကိုစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့နှစ်ဖြာသောစိတ်ဓာတ်ဒုက္ခကာယဒုက္ခနှစ်ဖြာသောဒုက္ခတွေနဲ့စိတ်ရေးချမ်းသာစွာဖြင့်တနေ့တာကိုကောင်းမွန်စွာဖြတ်သန်းနိုင်ပါစေလို့ဥစွာပထမမေတ္တာပို့တာဆုတောင်းပေးပါတယ်ရှင်။ကျမကဒီနေ့လာတလရဲ့အစာပိုင်းတရက်နေ့မှာမိတ်ဆွေတငယ်ချင်းညီကိုမောင်နှမတို့ကိုမှတန်လိုက်တဲ့ညှို့တဲ့တွေပြေးဝလာအခြေခံစိတ်နဲ့သဘောထားတွေကိုပြုပြင်ပြီးမှကိုလိုချင်တဲ့အောင်မြင်တဲ့ပြည့်စုံတဲ့ကြွယ်ဝချမ်းသာတဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်မယ်ဆိုပြီးတော့ရင်မိတ်ဆွေတို့ရဲ့စိတ်သက်တည်တွေကိုအောင်စိတ်ကလေးတစ်ခုကိုရိုက်ထည့်ပေးခြင်းပါတယ်ရှင်ကိုစိတ်ကြီးဝင်အောင်နေပါလို့ကျွန်မကပြောချင်ပါတယ်ရှင်ဘာကြောင့်ကိုစိတ်ကြီးဝင်အောင်နေပါလို့ပြောချင်ရတယ်လဲဆိုလို့ရှိရင်ဘဝင်မြင့်ဖို့အောက်ခြေလွတ်ဖို့เนาะဒီလူပေါ်လူစော်လုပ်ဖို့ပြောတာမဟုတ်ပါဘူးရှင်ကျမတို့ရဲ့ဟိုးမတိစိတ်ထဲမှာရှိနေတဲ့အနဲ့ဆိုင်ဆုံးသောမတိစိတ်ထဲမှာရှိနေတဲ့ကြရောက်နေတဲ့เนาะကျမတို့ရှိမှရှိနေတဲ့သိန်းနှုတ်တိမ်ပြင်းတဲ့စိတ်ကလေးတွေကိုဖယ်ထုတ်ပြီးတော့ရေကျမတို့ရဲ့စိတ်သက်အခြေခံတွေကိုကြီးလာအောင်အားကောင်းလာအောင်เนาะစိတ်သဘောထားမြင့်မြတ်လာအောင်စိတ်သဘောထားကြီးမားလာအောင်เนาะဒီလိုမျိုးကိုယ့်ရဲ့စိတ်သဘောထားတွေကိုအခြေခံစိတ်ဓာတ်တွေကိုကြီးမားမားထားတတ်စေခြင်းနဲ့ဆန္ဒလေးနဲ့ကိုယ့်ရဲ့စိတ်ကိုစိတ်ကြီးဝင်အောင်နေပါလို့ကျွန်မကဒီနေ့ပြောပြပေးခြင်းပဲဖြစ်ပါတယ်โอเคပါစိတ်ဓာတ်ကိုပြင်းပြင်းမြတ်ကြီးထားတတ်ဖို့ဆိုလို့ရှိရင်ကျမတို့ရဲ့တနေ့တာလုပ်ငန်းဆောင်တာတွေတနေ့တာဖြတ်တန်းမှုဖြတ်တန်းနည်းတွေကိုကျမတို့ကခုချိန်ရစပြီးတော့ရင်ပြုပြပြောင်းလဲပေးသွားမှာဖြစ်ပါတယ်နော်ကျမတို့တနေ့တာမှာနိုးထလာပြီဆိုတာနဲ့ကျမတို့ကိုကျမတို့ဂရီပေးရမယ်ကျမတို့ရဲ့နာမည်လေးကိုကျမတို့ကခေါ်ပြီးတော့ရင်ကျမတို့ရဲ့နှလုံးသားလေးတွေကအတွင်းစိတ်ထဲကနေကြားအောင်ထိကျမတို့တွေကဂတိပေးရပါမယ်ကိုချစ်ခင်ရွေးထွေးစွာနဲ့စကားပြောပေးရမယ်နော်အဲ့ဒီပြောတဲ့စကားကအလေးနဲ့ဆုံးသောစကားဖြစ်ရမယ်ကျမနမူနာလေးပြောပြမယ်လက်ဝင်ရမ်းချစ်တယ်နော်ကျေးဇူးတင်ပါတယ်ဒီနေ့လေတနေ့တာလုံးကိုငါအေးချမ်းပျော်ပျော်ရွှင်ရွှင်နဲ့စိတ်ချမ်းသာစွာနဲ့အကောင်းဆုံးဖြစ်အောင်ကြော်ဖြတ်သွားပါမယ်လို့ဂတိပေးပါတယ်ဒါကျမကိုပြန်ဂတိပေးလိုက်တာနော်ဒါကကျမတို့အိပ်ရထဲမှာလုံးဝနိုးထားပြီးဆိုကြရမထသေးပဲနဲ့ကိုအရင်ဆုံးပြန်လဲဆန်းစစ်မယ်ကိုဘယ်နေရာမှာတင်းနေတာတောက်နေတာရှိလဲကိုမှဘယ်နေရာမှာနာကျင်မှုမျိုးတွေရှိလဲကိုကုံလုံးကျမ်းမာစွာနဲ့ကိုနိုးထလာခဲ့ပြီလားဟုတ်တယ်ဒါဆိုရင်ကိုအရင်ကျေးဇူးတင်ရမယ်လीနော်ကျမတို့ကကိုကျေးဇူးတင်တဲ့စိတ်ကလေးနဲ့ကျမတို့ရဲ့နှလုံးသားလေးတွေကကြားအောင်ကျမတို့လိုက်လဲနဲ့ကိုနာမည်လေးကိုခေါ်ပြီးတော့ချစ်ပေးမယ်ကျေးဇူးတင်ပေးမယ်ကျမ်းမာစွာနိုးထလာတော့ကျေးဇူးတင်လိုက်တာလက်ဝင်နေုံကခရီးပေးပါတယ်နော်ဒီနေ့တနေ့တာလောက်ကိုငါအကောင်းမွန်ဆုံးနဲ့စိတ်အေးချမ်းပျော်ရွှင်စွာနဲ့ငါကောင်းမွန်ဖြတ်ကျော်ပါမယ်လို့ကျမတို့ကိုခရီးပေးကြမယ်ဒါဆိုတနေ့တာမှာကျမတို့ရဲ့ကိုစပြီးခရီးပေးပြီးတော့ကျမတို့ပျော်ရွှင်စွာနဲ့နော်လန်းဆန်းကြည်လေးနှစ်ချက်အားရပါနှစ်ချက်ပြုံးမယ်အဲ့ရထဲမှာနေပဲကျမတို့ကကိုယ်မှရှိနေတဲ့တင်းနေတောင်းနေတဲ့အကျိုးတွေကိုလျှော့မယ်တညာလုံးအိတ်ဆက်အနားယူထားတာဖြစ်လို့သွေးလက်ပတ်မှုတွေကပေါ့နော်ဒီလိုပုံသေးလေးပဲစီးဆင်းနေတာဖြစ်တယ်။ဒါကြောင့်လက်ကလေးတွေကိုကျမတို့ကွေးလိုက်ဆန်းလိုက်လုပ်မယ်။ခြေထောက်ကလေးတွေကိုကွေးလိုက်ဆန်းလိုက်လုပ်မယ်။ကျမတို့ခန္ဓာကိုယ်မှာတင်းနေတဲ့အကျိုးလေးရှိရင်ဖြေလေးရောပြီးမယ်။ကျမတို့ခန္ဓာကိုယ်ဥကောင်းဆန့်ဖျားကနေခြေဖျားထိအောင်တစိမ့်စိတ်ကျေးဇူးတင်မယ်ချစ်ပေးမယ်။ငါခန္ဓာကိုယ်လေးကြက်ကြက်မမနဲ့နှုတ်ထလာပေးလို့ကျေးဇူးတင်ပါတယ်ဆိုရယ်စိတ်လေးနဲ့လေးနဲ့ကလေးပြောပေးရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျမတို့တနေ့တာစပြီးဖြတ်တန်းလိုက်တာကိုအတီလေးတလေးနဲ့ကပ်ပြီးတော့ရင်ပျော်ရွှင်အေးချမ်းစွာနဲ့တနေ့တာကိုစတင်လိုက်ပါပြီဒီလိုစတင်ပြီးပြီဆိုလို့ရှိရင်ကျမတို့ကနော်အဲ့ရထဲမှာဝင်လေထွက်လေလေးကိုအနည်းဆုံး9မိနစ်လောက်တော့ကျမတို့တွေဝင်လေထွက်လေလေးကိုမှတ်ပေးမယ်ဒီလိုမှတ်ပေးပြီဆိုလို့ရှိရင်ရိုးလေးပဲဝင်လေထွက်လေကိုမှတ်ပါနော်လေဝင်လာတာကိုသိတယ်လေကိုတဝါကြီးရှူသွင်းလိုက်မယ်ကိုယ့်ရဲ့အဆုပ်ကလေးဖောင်းပြီးတော့ဗိုက်ကြီးဖောင်းလာတဲ့အထိတဝါကြီးရှူသွင်းလိုက်မယ်ပြန်ရှူထုတ်လိုက်မယ်ဗိုက်ကလေးပိန်သွားတဲ့အထိအကုန်စင်အောင်ကျမတို့ပြန်ရှူထုတ်မယ်
ဒါဆိုလို့ရှိရင်ကျမတို့ကကောင်းမွန်တဲ့လေရှူသွင်းနဲ့လေရှူထုတ်တယ်ဒီလိုလဲလေကိုရှူသွင်းတဲ့ခါလဲတဝါးရှူသွင်းနဲ့အဆုတ်ကြီးပြည့်ပြီးဖောင်းလာတယ်ရှူသွင်းနဲ့ဗိုက်ကြီးဖောင်းလာပြီးရှူသွင်းလိုက်တယ်ပြန်ထုတ်လိုက်တဲ့ခါလဲဗိုက်ကလေးပိန်ပြီးအဆုတ်ထဲမှာရှိတဲ့လေတွေအကုန်လုံးထွက်သွားအောင်ဖြည်းဖြည်းချင်းပြန်ပြီးရှူထုတ်လိုက်တယ်ရှူသွင်းနဲ့ရှူထုတ်တယ်ဒါမျိုးလေးကိုစိတ်အေးချမ်းသာလေးနဲ့ကျမတို့9ချိန်လောက်ရှူသွင်းရှူထုတ်လုပ်လို့ရှိရင်လည်းရပါတယ်ဒါပေမဲ့အရှမ်းကိုပဲ energy တွေကောင်းနေတယ်အရှမ်းကိုပဲစွမ်းအင်တွေပြည့်ဝခြင်းနဲ့တနေ့တာလုံးမှာလန်းဆန်းဆန်းလေးနဲ့ကျမတို့တွေဖြတ်တန်းခြင်းနဲ့ဆိုလို့ရှိရင်နော်အနည်းဆုံး9မိနစ်လောက်တော့ကျမတို့ဝင်လေထွက်လေလေးကိုရှုမှတ်ပေးပါဒါဘာတန်စင်မှမပါဘဲနဲ့လေရိုးရိုးလေးပဲကိုယ့်စိတ်နဲ့ကိုယ့်အသီးနဲ့ကိုယ့်ရဲ့သတိနဲ့ကိုတွဲပြီးရှင်းပြီးရောရင်ကျမတို့တွေအားထုတ်ပေးရမှာဖြစ်ပါတယ်ပုံမှန်ဖြစ်တော့ကျမတို့အဲ့ရဆော့ဆော့ထပေးရပါမယ်အဲ့ရဆော့ဆော့ထပေးရမယ်ဆိုတော့4နာရီမှထမှမဟုတ်ဘူး4နာရီထနိုင်တော့အကောင်းဆုံးပေါ့ရှင်အဲ့ရဆော့ဆော့ထရတဲ့လူကလောကကြီးနဲ့ဆော့ဆော့စီစီထိတွေ့ခွင့်ရပါတယ်အလုပ်တွေလည်းအရင်ဆုံးအောင်မြင်ပြီးမြောက်စွာနဲ့ပြီးပါတယ်နော်ဒါကြောင့်ကျမကအဲ့ရကိုဆော့ဆော့ထစေခြင်းပါတယ်အဲ့ရဆော့ဆော့ထတဲ့လူတွေကအောင်မြင်ကြီးပွားပြီးတော့ရင်ချမ်းသာတဲ့ဘဝကိုအမြန်ဆုံးရရှိမှာဖြစ်ပါတယ်ကိုကသူများတဲ့ချမ်းသာခြင်းနဲ့သူများတဲ့ကြီးပွားမှုအောင်မြင်မှုအမြန်ဆုံးရခြင်းနဲ့ဆိုလို့ရှိရင်အဲ့ရကနေတက်နိုင်ဆုံးစောစီးစွာနဲ့နိုးထပေးကြပါအဲ့ရဆော့ဆော့နိုးထလာပြီးပြီဆိုတာနဲ့ကျမတို့တွေကကိုနော်ပြန်ပြီးတော့ဆန်းစစ်မယ်ကိုဘယ်နေရာမှာနာကျင်နေလဲဘယ်နေရာမှာအကျော်တွေတင်းတောင်နေလဲအကျော်တွေလျှော့မယ်အဲ့ရထဲမှာလေ့ကျင့်ခန်းလေးလုပ်မယ်နော်ကိုချစ်မယ်ပြန်ပြီးတော့ဆန်းစစ်မယ်ကိုဂရီပေးမယ်နော်ဒါမျိုးတွေကိုရီးယားလုပ်ပြီးတော့စီနော်ဘုံလေးထွက်လေးမှတ်ပြီးပြီဆိုလို့ရှိရင်ကျမတို့ရဲ့အဲ့ရတွေကအလောက်ကပြီးသွားပါပြီကျမတို့အနည်းဆုံးတော့15မိနစ်လောက်အချိန်လိုက်ပါအဲ့ရထဲမှာဒါဆိုရင်ကျမတို့ကအဲ့ရကနေပြုံးတိုင်းဆိုပြီးထားတာမဟုတ်တဲ့အတွက်နော်ကျမတို့ပူပန်တော့ကစိုးရိမ်တော့ကဗျာပါဒတစိုးစီမှမရှိဘဲနဲ့အဲ့ရတွေကနိုးထလာနိုင်လို့ကျမတို့ကတနေ့တာကိုစိတ်လက်ပေါ်ပါကြည့်လေးစွာနဲ့ဖြတ်တန်းနိုင်မှာဖြစ်ပါတယ်ဖြစ်တဲ့အတွက်ပထမဦးဆုံးကျမတို့အိမ်ကိုတစ်ပြက်စီလှည့်ပြီးတန်ရှင်းလိုက်မယ်အိမ်တကားတွေဖွင့်ပြီးတော့တစ်ပြက်စီလှည့်လိုက်မယ်လှည့်ပြီးဆိုတာနဲ့ကျမတို့အိမ်မကြီးတကားတွေဖွင့်ချမ်းတကားတွေဖွင့်ပြီးတစ်ပြက်စီလှည့်လိုက်မယ်နော်ဒါဟာအတွင်းကနေပြီးတော့ရေကျမတို့အပြင်ကနေဝင်လာမဲ့လက်လာဖားတွေအပြင်ကနေဝင်လာမဲ့ကျမတို့စီမှာဝင်လာမဲ့နော်စိတ်ချမ်းသာပျော်ရွှင်ခြင်းတွေလက်လာဖားတွေနော်ငွေစည်းကြောင်းတွေကိုကျမတို့တွေကဖွင့်ပေးလိုက်တာကိုယ်အိမ်မှာတတ်ရှင်းလေးရှိတယ်ကြီးကြီးလင်းလေးစစ်စစ်ကြက်ကြက်လေးရှိရဆိုလို့ရှိရင်စိတ်ချမ်းသာပျော်ရွှင်ခြင်းတွေကလည်းကိုယ်အိမ်ကိုအများကြီးပဲဝင်လာမယ်ဒီလိုဝင်လမ်းကြောင်းတွေကလည်းပွင့်လာမယ်နော်အဲ့ဒါမျိုးတို့ကြောင့်ကျမကဒီပထမဦးဆုံးနေနဲ့ဘာဝရဝဆက်မှမလုပ်သေးနဲ့မျက်နှာလည်းမတိသေးနဲ့အဲ့ရဒီပစီကိုလှဲပြီးလို့ရှိရင်ခြံထဲကဒီပစီကိုလှဲတဲ့ခါကျမှကျမတို့ကိုယ်လည်းလှုပ်ရှားသလိုဖြစ်တယ်နော်ခန္ဓာကိုယ်မှာချိုးလေးတွေဆို့လာမယ်အဲ့လိုဆို့လာပြီဆိုမှကျမတို့တွေကကိုယ်လည်းလေ့ကျင့်ခန်းလေးလုပ်ရှင်တဲ့လူကလုပ်ပါမလုပ်ရှင်လို့ကိုယ်အိမ်ကခြံဝဲကျဲသလားဒီပစီလှဲရတဲ့အခါကျမတို့မှာချွေးလေးဆို့လာလေးတွေရှိတယ်နော်ဒီကိုယ်လည်းလေ့ကျင့်ခန်းလုပ်တယ်လို့ပါပဲနော်ဒီပစီလေ့ကျင့်ရတယ်ကျမတို့လေ့ကျင့်ခန်းလုပ်တယ်လို့ပဲဒါကြောင့်လေ့ကျင့်ခန်းလုပ်တယ်လို့ပဲကျမတို့အလုပ်တစ်ခုလည်းပြီးမြောက်တယ်လေ့ကျင့်ခန်းလုပ်ပြီးသားလည်းဖြစ်တယ်နော်တစ်ချက်ခုတ်နှစ်ချက်ပြည့်နေတဲ့ဒီပစီလှဲလိုက်ပါလှဲပြီးဆိုကိုယ်အိမ်မှာလည်းတန်ရှင်းနေလက်ပါတွေလည်းပွင့်လဲလာတယ်နော်ဒါမျိုးလေးတွေ့ဒီအလုပ်လေးကိုကောင်းမွန်စွာလုပ်ပြီးဆိုရှင်ကျမတို့မျက်နှာကိုစတက်မယ်မျက်နှာတက်တဲ့ခါမှာလည်းကျမတို့တွေကနော်အလွတ်မဲ့မတက်ဘူးကိုတုံးလိုက်တဲ့သွားတိုက်စေးသွားပုတ်တက်လေးတွေကိုကျေးဇူးတင်မယ်ဒီသွားတိုက်စေးသွားပုတ်တက်လေးတွေကိုတုံးဆွဲခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမ်းမာကြက်ခိုင်တဲ့သွားကလေးတွေတင်းပြက်တဲ့အာဂိုလေးတွေပိုက်ဆံခွင့်ရလို့ကျေးဇူးတင်ပါတယ်ဆိုကျေးဇူးတင်သုံးမယ်နော်ဒါဆိုလို့ရှိရင်ကျမတို့နင်းနဲ့ဒီထက်ကောင်းတဲ့သွားတိုက်စေးတွေသွားပုတ်တက်တွေကိုကျမတို့တုံးဆွဲခွင့်ရရှိလာမှာဖြစ်တယ်နော်ဒါကကျေးဇူးတင်လိုက်ခြင်းနဲ့ကိုယ့်ရဲ့ဘဝမှာအောင်မြင်ခြင်းတွေကိုထပ်မံရရှိမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကိုတက်လိုက်တဲ့မျက်နှာတက်တဲ့ရည်လေးကိုလည်းကျေးဇူးတင်ပေးမယ်နော်တညာလုံးအိတ်ဆက်ထားလို့မျက်လုံးကထွက်လာတဲ့မျက်ဝတ်တွေနော်အာပုတ်စည်းကြောင်းတွေတရေတွေချွေးပြန်နေတာတွေဒါတွေကိုတန့်စင်ပေးရတဲ့အတွက်ဒီရည်လေးကိုကျေးဇူးတင်ပါတယ်ရေရဲ့အေးတဲ့အကြည့်တက်တွေကိုလက်ခံရရှိပြီเนาะအဲ့အမူလေးနဲ့ကိုကရေကိုကျေးဇူးတင်တဲ့စိတ်နဲ့မျက်နှာတက်ပြီးဆိုလို့ရှိရင်ကျမတို့မျက်နှာခြေလက်တွေတန်းစေးကြောမယ်เนาะရေမချိုးနိုင်တဲ့အခြေအနေမျိုးရာသီဥတုအေးနေဆိုလို့ရှိရင်เนาะမျက်နှာခြေလက်တက်စေးကြောလို့ရတယ်ရာသီဥတုကလည်းပူတယ်ကို့မှာလည်းတကယ်ချွေးပြိုက်ကြနေရဆိုလို့ရှိရင်တော့ကျမတို့တွေကခန္ဓာကိုယ်ကိုရေချိုးတက်ဆင်ပြီးတော့ရေကျမတို့တွေလှလှပပပြည့်စင်ဝတ်စားမယ်เนาะကိုလှလှပပကိုဖိတဲ့ရှိရှိလေးနေမယ်เนาะဒါမှလည်းကိုယုံကြည်မှုတွေတိုးလာမယ်ကိုမှအားလုံးပြည့်စင်ပြီးကိုလည်းလှလှပပကြွကြွမဖြစ်နေပြီဆိုတော့မဟာကိုက
ဒီသမင်းဟင်းချက်ပြုတ်တာမျိုးကိုလုပ်မယ်ဘာကြောင့်လဲဆိုတော့ကျမတို့တွေကဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်เนาะတခြားဘာသာဝင်တွေလည်းကိုယ့်ရဲ့ယုံကြည်ရာဘာသာလိုက်လူရဒါနာပြုတာရှိမှာပါကျမတို့ကကိုယ့်ရဲ့စာအုပ်စာပြတွေကိုမြတ်စွာဘုရားရှင်ကိုဆုံးကတ်တယ်အာယုံဆုံးကတ်တယ်နေဆုံးကတ်တယ်เนาะတန်းဆုံးကြွားတဲ့ကိုတော်တွေထိုင်ဆုံးကြွားတဲ့ကိုတော်တွေကိုစွန်လောင်းလူတယ်ဒါဆိုလို့ရှိရင်ကျမတို့ကလေအဲ့ရတွေကထားလာတဲ့ကို့မှာမစင်ကြဲမတန့်စင်သေးတဲ့ခန္ဓာကိုယ်ကြီးနဲ့ဒီလိုမျိုးချက်ပြုတ်ခြင်းတွေမလုပ်ဘဲနဲ့ကို့မှာတတ်တတ်ဆင်ဆင်ရှင်းရှင်းတတ်တတ်လေးဖြစ်သွားပြီဆိုမှဒီလိုချက်ပြုတ်လိုက်ခြင်းဟာကောင်းမွန်တဲ့ energy တွေကိုလည်းရရှိစေတယ်ပို့ပြီးတော့ထူးမြတ်တဲ့ကုသိုလ်တွေကိုလည်းရရှိစေတယ်ဒါကြောင့်ကျမတို့ကမျက်နှာမတည်သွားမတက်ရသေးပဲနဲ့ထမင်းဦးတဲ့ခြင်းမျိုးတွေမိဖို့ကြောင့်မှတန်းဝင်ပြီးချက်ပြုတ်လုပ်ကိုင်းတာလည်းမလုပ်ပါနဲ့နော်ကျမတို့တွေမနက်စာပြည့်စုံပြီးချက်ပြုတ်ပြီးဆိုတာနဲ့လေကျမတို့တွေကဖះရှင်ကိုစွန့်ရင်ကတ်မယ်စွန့်လောက်မှုအတွက်စွန့်ကိုခူးထားမယ်ပြီးဆိုမှကိုမိသားစုတွေစားတောက်ဖို့အတွက်မနက်စာကိုပြည့်စုံသုံးဆွဲရမှာဖြစ်ပါတယ်နော်အဲ့လိုစားတောက်တဲ့ခါမှာလဲကျမတို့ပျော်ပျော်ရွှင်ရွှင်နဲ့အရန်ကောင်းတဲ့ energy တွေနဲ့ကျမတို့ကသုံးဆောင်မိဝဲရမှာဖြစ်ပါတယ်ဒါမှလည်းကျမတို့ကလေမနက်စာကိုကျမတို့စကားပုံလေးရှိပါတယ်မနက်စာကိုလည်းရှင်ဘရင်လိုစားပါတဲ့နေ့လယ်စာကိုလည်းတထေးတယောက်လိုစားပါတဲ့ညပိုင်းကိုတော့လေသူဆွေးရတယောက်လိုပဲစားပေးပါလေနော်ဒီလိုမျိုးလေးရှိရပါဒါကလည်းကျမ်းမိုင်နဲ့ညီညွတ်စေဖို့အတွက်ရှေးလူကြီးသူမတွေကညှိုးပြသွားခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့ကတညာလုံးအိတ်ဆက်ထားတယ်ငွမ်းဟောင်းလောင်းနဲ့တော့တညာတာကိုအိတ်ဆက်ထားတာဖြစ်တဲ့အတွက်အစာမစားရေမတောက်ဖက်နဲ့ကျမတို့ကနားထားတာဖြစ်လို့တညာလုံးကျမတို့ကအိတ်နေပြီမဲ့ကျမတို့အတွင်းခန္ဓာကိုယ်ထဲမှာနှလုံးကလည်းအလုံးလုံးနေတယ်အသေးတွေကြောက်ကတ်တွေကလည်းသူ့ဟာတဲ့သူဝမ်းနည်းကလေးစားတွေအားလုံးကသူ့ဟာနဲ့သူဒီ energy run နေတာဖြစ်ပါတယ်เนาะဒါကြောင့်မို့လို့ကျမတို့ကဒီစက္ကန့်တိုင်းမိနစ်တိုင်းမှာလဲခန္ဓာကိုယ်အတွင်းထဲမှာဆဲတွေကတဖြုတ်ဖြုတ်နဲ့တေးဆုံးပြီးတော့ဆဲတစ်တွေလည်းရှင်းနေပေါက်ဖွားနေတယ်ဒီလိုမျိုးကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာသွေးကြောမြင့်သွေးကြောကြီးနဲ့အတွေ့အကြုံတွေမှာလည်းသွေးလက်ပတ်စီစဉ်မှုတွေလှုပ်ဆောင်ပေးရတဲ့အတွက်ကျမတို့တွေကမနက်စာကိုပြည့်စုံစွာနဲ့သုံးဆွဲမိဝဲပေးရမှာဖြစ်ပါတယ်ဒါကြောင့်မနက်စာကိုအရသာရှိရှိသုံးဆောင်မှာအာဟာရပြည့်စုံအောင်သုံးဆောင်ပေးဖို့လိုအပ်ပါတယ်ဒါဆိုလို့ရှိရင်တနေ့တာမှာကျမတို့မနက်စာစားပြီးပြီဆိုတာတနေ့စာအလုပ်တွေမနက်ပိုင်းလုပ်ရမယ့်အလုပ်တွေကိုကောင်းမွန်စွာပျော်ရွှင်စွာနဲ့စိတ်ချမ်းချမ်းမြင့်မြင့်နဲ့လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်နော်မိမိလှုပ်ဆောင်ရမယ့်တနေ့တာလုပ်ငန်းတွေထဲမှာအရေးကြီးဆုံးအလုပ်ကိုအရင်စလုပ်ပါနော်ကိုယ့်အတွက်အရေးကြီးတယ်ဒီလုပ်ကိုဖြစ်မြောက်အောင်ပြီးမြောက်အောင်လုပ်မယ်ဆိုတဲ့ဟာမျိုးတွေကိုကျမတို့တွေကနေ့စဉ် daily လေးတွေကျမတို့ထောက်ထားရမယ်နော်ဒါဆိုလို့ရှိရင်ညဘက်တွေမှာကျမတို့မနေ့ကိုဘာလုပ်ရမလဲဆိုတဲ့အစီအစဉ်ကိုရေးဆွဲထားရမယ်အရေးကြီးဆုံးအရာတွေကိုကိုလှုပ်ဆောင်ရမယ်နော်ကျမတို့ကမနေ့ကျလို့ရှိရင်ကိုဝစ်မဲ့ဝေစားကိုလည်းကိုကကြိုတင်စီစဉ်ထားရမယ်နော်မနေ့ကျမှအရေးမိုးချိုးပြီးရမှတွေးကြရအဝတ်ကိုဆွဲထုတ်ပြီးတော့ဝတ်ထားမျိုးတွေမလုပ်ပါနဲ့ကျမတို့တွေကဒါမှကိုစီးနဲ့ကန်းနဲ့တနေ့တာကိုဖြတ်တန်းတာချင်းတော့တူတူပဲနော်လူတိုင်းကတနေ့တာပဲပိုင်တာ24နာရီတနေ့တာပဲပိုင်တာနော်မနက်ဖြန်ဆိုတာမတေးချဘူးကျမတို့တွေကမနက်ဖြန်ဆိုတာကကျမတို့အိတ်နေတဲ့အချိန်မှာတေးသွားမလားမသိဘူးဒီနေ့ဒီချိန်မှာတော့မှခဏနေဖြိုးကနေဖြတ်ကနေတေးသွားတဲ့လူတွေရှိတယ်။ကွေးတော့လည်းမဆန့်မီဆန်တော့လည်းမကွေးမီဆိုပြီးတော့တေးဆုံးသွားတတ်တဲ့လူတွေရှိပါတယ်။ဒါကြောင့်ကျမတို့တနေ့တာအတွက်ပဲပူပန်ရမယ်တနေ့တာအတွက်ပဲစဉ်းစားရမယ်။အဲ့တနေ့တာကိုကိုကအကောင်းမှုဆုံးဖြတ်တန်းနိုင်ရမယ်နော်။အဲ့ဒါမျိုးကိုကျမတို့ကနေ့စဉ်ကြည်ကြံသွားကြည့်ပါကျမတို့ရဲ့ပုံစံတွေကိုပြောင်းလဲကြည့်ပါ9ရက်တည်းပို့ပြီးမပြုတ်ပြင်ရဘူးမပြောင်းလဲရပါဘူးရှင်နော်ကိုမနေ့ဖန်လောက်ရမယ့်အလုပ်တွေကိုနေ့စဉ်ပလန်လေးချထားပါနော်တနေ့တာကိုသုံးဆွဲလိုက်တဲ့ငွေကြေးတွေကိုလည်းနော်အသေးစိတ်ချရထားပါကလေးမုံပေးရတာအစားဖုံးပေးဖို့ဓာတ်စီဖို့နော်ဒါမျိုးဆန်ဖို့စီဖို့ဟင်းချက်ဆရာဖို့တနေ့တာသုံးဆွဲလိုက်တဲ့အိမ်သုံးစိတ်တွေကိုတစ်ခုမကြအသေးစိတ်ကလေးချရထားပါဒါကကျမတို့ရဲ့ဘဝကိုကိုယ်တိုင်စိတ်ရင်းပြုစုပြီးတော့ထိချုပ်လိုက်ခြင်းဖြစ်ပါတယ်ဒါမှလည်းကျမတို့ရဲ့တနေ့တာအသုံးစိတ်တွေကိုသိလို့ရှိရင်တလားတာကုန်ကြစိတ်တွေသိမယ်တလားတာကုန်ကြစိတ်တွေ